ကျွန်တော်ကလုံးရိုးကလို့မရဘူးဟုတ်ကဲ့ဆိုင်ရမှာဆိုင်တော့လူတွေသွားတယ်ဘုရားရဲ့ဆိုင်ခွာကျွန်တော်လူတွေသွားကြည့်တယ်လို့ကဲဟုတ်ကဲ့ခွာဟုတ်ကဲ့ခွန်တိခွာဟုတ်ကဲ့30ปีแล้วခွန်ဆိုင်ခွာ50ปีแล้ว50ปีแล้วဘာလဲကြည့်ငါခွာတယ်นี่လေခွာတယ်ပြောနေတာတော့นี่ဆိုင်ခွာဆိုင်ခွာဆိုင်ခွာဟဲ့ခွာဒါမှရုပ်ကိုတို့ခနဲ့ရတယ်ဟုတ်ကဲ့ခနဲ့ရတယ်နော်ဒိန်နဲ့ဟုတ်ပြီဟုတ်ပြီကျွန်တော်မျက်စိမှာကျွန်တော်ကခုနကခါပြောပြရတယ်ကျွန်တော်ကငယ်လေး2ယောက်ပါဟုတ်ကဲ့ဒါပေမဲ့ဒီဘက်ကမဟုတ်ဘူးအသက်ကြီးတယ်ပဲထားအောင်ဒါပေမဲ့အသက်ကြီးမဟုတ်ဘူးဟုတ်ကဲ့ကြီးတယ်ရုပ်ပဲကြည့်မယ်ဆိုရင်ကျွန်တော်လိုက်နေတယ်အများကြီးငယ်တယ်ဟုတ်တယ်ခနဲ့ရပြီဒီကြားနေဟုတ်ပြီးသေးဘူးလေဒီတော့ဆိုပြန်အသက်ငယ်နေတာဟုတ်တယ်ကိုဒီအသက်ငယ်နေတာဟုတ်အသက်ဘယ်လောက်กว่าလဲအသက်ဘယ်လောက်กว่าလဲကျွန်တော်ကြီးဖာဘူး30กว่าလဲ30กว่าကြီးပါဟုတ်ကဲ့ကိုကြီးနေစမှာပဲကြီးဟုတ်တယ်ကြီးမတ်တယ်လို့ရှိရင်မတ်တယ်မပြောဘူးပြီးသေးဘူးတော့ကားနေဟုတ်တယ်ဟာပြ50ကျော်ပဲရှိသေးတယ်ရမေးစီလေးရမေးစီလေးရမေးစီကြီးဖာလို့ဘောတစ်ချက်တော့ဖာပါဘာမဟုတ်ဘူးငယ်ကြီးမှကြားတာပဲသိရဟုတ်တယ်ဗျာဒါမဲ့တော့ဟိုမှာအသက်ကြီးတကယ်တမ်းကြီးတာကွာခဏတကယ်ညညပြီးတော့မင်းနဲ့မှလူတယ်မင်းနဲ့အနေထားမှလူတယ်ကိုကြီးရတယ်ဟာဟုတ်တာလူကမှလူတယောက်ဆိုတာဒီလိုရရင်လူရမှာဘယ်လိုစတန်ထောက်မှဘယ်လိုလာမှာလဲဟုတ်လားပြီးပြီးတိုင်းကြီးရတယ်နည်းနည်းအိုတယ်ဘယ်တော့ဒီဘက်ကနည်းနည်းအိုတယ်ဒီဘက်ကမှန်ပါခဏဖတ်တယ်ပဲဆောက်ခဏแล้วโอ้โหညို့နည်းနည်းအိုးရဲဆိုတော့ तू အသက်ကြီးရဝ तू အသက်ကြီးရ तू အိုမှာဗောဒါအလူနဲ့အရေးတွဲရဲဆိုတော့ဟုတ်မင်းတော့ကိုပြတယ်မမခံဘူးဘောအဲ့လိုဆင်းမဲ့ဆိုအသက်ကြီးနိုင်ရဲ့ဆင်းမဲ့ဆိုအသက်ကြီးကိုဦးစားပေးရအောင်ဗောဟုတ်မင်းမင်းတို့ကအတိစိတ်ကငါကြီးဆိုတိနေတယ်ဟုတ်တယ်ဒါမှန်ပါဟုတ်တယ်မှန်ပါမင်းတို့ကဖွင့်ကြည့်ရမှာအဲ့မင်းအစီဘာလို့မမရဘာလို့ငါကြီးတော့မင်းတို့တိတဲ့စိတ်ကဖွင့်မကြည့်နဲ့ဟုတ်တယ်ဒါမှန်ပါပြီဒါကဒီဟောလို့ဟုတ်မှန်တယ်အဲ့ဒါဟာဒီမဲ့အဲ့တော့ငါယူစားပေးရငါယူစားအဲ့ပြောတယ်တိကြတာပဲအဲ့တော့ကြက်စိတ်နဲ့တိမယ်ဆိုရင်ဒီကတော့ဒီနဲ့တော့ငါတော့ခဏနေပြန်လာမယ်ခဏနေပြန်လာမတော်မောင်ကျော်နေနေမောင်ကျော်အဲ့လိုကြီးလို့မရအဲ့လိုကဆင်းလာခဲ့မယ်အပေါ်ထဲမှာကြာရင်ဒီအနေနဲ့အသက်ဘလူငယ်အသက်ဒီတရားဘယ်လောက်ရှိရင်တရားက25ပါဗျာအဲ့ဒါမှမလို့အေးဘာကြော